လမ်းမီးပွိုင်းတွေကိုထိန်းချုပ်လို့ဖမ်းဆီးခံရသူကားဟာမီနီရှိရာကိုချင့်ကပ်လာတဲ့အခါသူ့ရဲ့အပေါ်ဘက်ကကရိယာတေးသေးလေးတစ်ခုကိုဖွင့်လိုက်ပါတယ်။အဲ့ဒီကရိယာကနေတော့အနီအောက်ရောင်ကြီးအလင်းနှန်းတွေကိုရှေ့ကိုထုတ်လွှတ်လိုက်ပါတယ်။အဲ့ဒီအခါမီနီဟာချက်ချင်းမီးစိမ်းပြောင်းသွားခဲ့ပါတယ်။လမ်းပိတ်ဆို့မှုကြားမှာစောင့်ဆိုင်းရတာကိုစိတ်တူနေတဲ့လူတအုပ်ရှိခဲ့ပါတယ်။သူဟာတနည်းနည်းနဲ့အဲ့ဒီကရိယာတစ်ခုကိုရရှိခဲ့ပြီးမျိုးရင်းဖြတ်မောင်းနေချိန်လမ်းကြောင်းရှင်းလင်းဖို့အသုံးပြုခဲ့ပါတယ်။ယခုအခါဆိုရင်တော့အဲ့ဒီကရိယာမျိုးကိုပိုင်ဆိုင်ခွင့်ရှိပေမဲ့လည်းမိသက်သမားမဟုတ်ပါကအသုံးပြုတာတရားမဝင်ပါဘူး။ဒီတော့ရဲတွေကမိအလိုလျောက်ပြောင်းနေမှုကိုတန်တရားဝင်လာပြီးနောက်ဆုံးမှာသူ့ကိုထောင်ချောက်ဆင်ကဖမ်းဆီးခဲ့ရပါတယ်။ရှေဂရီရေနာရီရဲ့အလုတ်လုတ်ပုံရေကိုပထမအခန်းထဲကိုလောင်းထည့်လိုက်ပြီးအဲ့ဒီရေဟာဒုတိယအခန်းထဲကိုစီးဝင်သွားခဲ့ပါတယ်။အဲ့ဒီအခါတန်တဲ့တစ်ချောင်းနဲ့ချိတ်ဆက်ထားတဲ့ပလက်ဖောင်းလေးတစ်ခုကိုမြှောက်တင်လိုက်ပါတယ်။အဲ့ဒီတန်တန်မြင့်တက်လာတာနဲ့အမျှလက်တံတစ်ခုကစလင်ဒါကြီးတစ်ခုရဲ့ဘေးဘက်တစ်လျှောက်မှာထွင်ထားတဲ့မြင်းနှန်းတွေကိုညွှန်ပြနေပါတယ်။အဲ့ဒီမြင်းနှန်းတစ်ခုစီဟာတနာရီစီကိုစားပြုပါတယ်။ဒီလိုနဲ့တနေ့တာကာလအတွင်းမှာအဲ့ဒီလက်တံဟာအပေါ်ထိမြင့်တက်သွားပြီး24နာရီကိုရေတွက်ပေးပါတယ်။ပြီးရင်ထိတ်ဆုံးကိုရောက်သွားတဲ့အခါရေစုပ်ဆက်တစ်ခုကရေအခန်းကိုရှင်းလင်းပစ်ကနာရီကိုပြန်လည်စတင်ပေးပါတယ်။အဲ့ဒီမှာအပြင်သို့စွန့်ထုတ်လိုက်တဲ့ရေဟာရေဘီးတစ်ခုတည်းကိုကျဆင်းသွားပြီးအဲ့ဒီရေဘီးကဂီယာစုံတစ်ခုကိုလှည့်ပေးပါတယ်။အဲ့ဒီလိုနဲ့ပဲနေ့စဉ်နောက်ဆုံးအချိန်မှာနာရီထိတ်ကစလင်ဒါကိုလှည့်ပေးလိုက်ပါတယ်။နွေရာသီတွေမှာနေတာရှည်လျားလာပေမဲ့လည်းဂရီဒိုဟာနေခင်း12နာရီသာရေတွက်ခဲ့ကြပါတယ်။ဒါကြောင့်စလင်ဒါဘော်ကမှတ်သားချက်တွေကိုနေခင်းနာရီတွေပိုရှည်လာစေဖို့ပြောင်းလဲပေးခဲ့တာကြောင့်ရာသီဥတုတိုင်းမှာအချိန်ကိုတိတိကျကျပြောပြနိုင်စေခဲ့ပါတယ်